ရှုစွာဖျားရှင်နာမတော်ကိုချီးမွမ်းတယ်လောကမှာလူတိုင်းဒီဂုံတရီနဲ့ဒနာဥစ္စာကိုလူချင်းကြတယ်လူတိုင်းရှာဖွေကြိုးစားနေတဲ့ထိုအရာကိုရှာဖွေတွေ့ရှိနိုင်ဖို့နေလားဟာတမန်ကျမ်းစာထဲမှာဖော်ပြထားတာတွေ့ရတယ်သုတ်တန်ကျမ်းခန်းကြီး20အငယ်4ကိုကြည့်တဲ့အခါမှာစိတ်နှိမ်ချခြင်းနဲ့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအကျိုးကားဒနာဥစ္စာဂုံတရီနဲ့အသက်ရှင်ခြင်းဖြစ်၏ဒနာဥစ္စာဂုံအတရီနဲ့အသက်ရှင်ခြင်းကိုပိုင်ဆိုင်ရရှိနိုင်ဖို့ရန်အတွက်လိုအပ်တဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒါကပါလဲဆိုရင်စိတ်နှိမ်ချခြင်းနဲ့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဖြစ်တယ်ဘုရားသခင်ကိုကိုးကွယ်တဲ့အခါမှာကျွန်တော်လူချင်းတဲ့ပုံစံနဲ့ကိုးကွယ်လို့မရဘူးဘုရားသခင်ကိုးကွယ်ရှိခြင်းနဲ့ပုံစံနဲ့ကိုးကွယ်ရမှာဖြစ်တယ်ချင်းကပ်ရမှာဖြစ်တယ်ဘုရားသခင်ကမောရှိကိုပြည့်ညတ်တော်ဆေပါပေးတဲ့အခါမှာတိကနေလီအထိဟာဆိုရင်ဘုရားသခင်နဲ့လူတွေအကြားဆက်ဆံရေးအတွက်ဖြစ်ပြီး9ကနေ10ထိဆိုရင်လူတွေအချင်းချင်းအကြားဆက်ဆံရေးအတွက်ပေးထားတာဖြစ်တယ်ယေရှုခရစ်တော်လောကမှာရှိနေစဉ်တွင်ကျမ်းတပ်ပုဂ္ဂိုလ်တယောက်ကဘာကိုမေးတယ်လဲဆိုရင်ဆရာရဲ့ပြည့်ညတ်တော်ထဲမှာဘာပြည့်ညတ်တော်ဟာအကြီးမြတ်ဆုံးလဲတဲ့အဲ့လိုမေးတဲ့အခါမှာသခင်ယေရှုခရစ်တော်ကဘယ်လိုဖြေတယ်လဲဆိုရင်တဲ့ရဲ့ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့စိတ်ဝိညာဉ်အလုံးစုံနဲ့ဉာဏ်ရှိသမျှဖြင့်ချရမယ်တဲ့အဲ့ဒါဟာပထမအရေးကြီးဆုံးဖြစ်တယ်ပြီးတဲ့ချိန်မှာတင့်ကိုတင်ချစ်ဒီနီးတူတဲ့ရဲ့အိမ်နီးနာချင်းတွေကိုလည်းချရမယ်တဲ့ပြည့်ညတ်ကျမ်းနဲ့ prophet တွေဟောကြားထားတဲ့ဟောကြားချက်တွေအားလုံးဟာဆိုရင်အဲ့နှစ်ခုပေါ်မှာပဲတည်နေတာဖြစ်တယ်လို့ယေရှုကပြန်ဖြေလိုက်တယ်ဆိုတော့ဘာကိုတွေ့ရတယ်လဲဆိုရင်ဘုရားသခင်ကသူနဲ့လူတွေကြားမှာဆက်ဆံရေးကိုအလေးထားတယ်နေတူလူချင်းအကြားမှာရှိတဲ့ဆက်ဆံရေးကိုလည်းသူအလေးထားတယ်ဆိုတွေ့ရတယ်ဒီနေရာမှာလဲဒနာဥစ္စာဂုံအတည်နဲ့အသက်ရရှိဖို့ရန်အတွက်ဘုရားသခင်ကိုကြောက်ရွံ့ရမယ်ပြီးတော့နှိမ်ချခြင်းရှိရမယ်ဘုရားသခင်ကိုကြောက်ရွံ့တယ်ဆိုတာဘုရားသခင်နဲ့လူတွေကြားမှာရှိတဲ့ဆက်ဆံရေးကိုစူရတာဖြစ်ပြီးနှိမ်ချခြင်းဆိုတာကလူတွေအချင်းချင်းကြားမှာရှိရမယ်ဆက်ဆံရေးကိုစူရတာဖြစ်တယ်တကယ်တမ်းကျတော့ဘုရားသခင်ကြောက်ရွံ့ခြင်းနဲ့နှိမ်ချခြင်းဆိုတာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာဖြစ်တယ်Matthew Henry ကဘယ်လိုပြောတယ်လဲဆိုရင် Where the fear of God is there will be humility ဘုရားသခင်ကြောက်ရွံ့ခြင်းရှိတဲ့နေရာတိုင်းမှာနှိမ်ချခြင်းဆိုတာလည်းတွေ့ရမယ်တဲ့ဘုရားသခင်ကိုတကယ်ကြောက်ရွံ့တယ်ဆိုရင်အသက်တာမှာနှိမ်ချခြင်းဆိုတာရှိရမယ်ဘုရားသခင်ကိုကြောက်ရွံ့ပါတယ်လို့ပြောပြီးမှနှိမ်ချခြင်းအသက်တာမရှိဘူးဆိုရင်တကယ်တမ်းကျတော့ဘုရားသခင်မကြောက်ရွံ့သေးတာဖြစ်တယ်တမန်ကျမ်းစာထဲမှာဘုရားသခင်ကိုလည်းကြောက်ရွံ့တယ်နှိမ်ချခြင်းလည်းရှိတဲ့ပုဂ္ဂိုလ်နှုတ်အကြောင်းကိုအတူတကွလေ့လာကြည့်ကြရအောင်တောလေယာကျမ်းအခန်းကြီး7အငယ်3ကိုဖတ်တဲ့အခါမှာမောရှိဒီကဘာပေါ်ရှိလူသားအားလုံးတို့ထက်စိတ်အနှိမ်ချဆုံးသူဖြစ်၏တဲ့ဣသရေလမျိုးသားတွေကဘုရားသခင်စကားကိုနားမထောင်လို့ဘုရားသခင်အမျက်ဒေါသထွက်ပြီးဖြစ်စီဖို့ကြံစီတဲ့အခါမှာမောရှိကအတနာခံတယ်ဘယ်လိုအတနာခံတယ်လဲဆိုရင်ထုံးမြဝကျမ်းအခန်းကြီး30အငယ်30ကိုဖတ်တဲ့အခါမှာသူတို့ရဲ့ပြစ်ကိုခွင့်လွှတ်ပေးပါခွင့်မလွှတ်ဘူးဆိုရင်ကျွန်တော်ရဲ့နာမည်ကိုရောရဲ့အသက်စာဆောင်ထဲကနေပြီးတော့ဖျက်ပစ်လိုက်ပါဆိုပြီးမှသူ့ရဲ့လူမျိုးတွေအတွက်အတနာခံနေဆိုတွေ့ရတယ်အမတားမှစိတ်နှိမ်ချတော့သူဖြစ်တယ်ဘယ်လောက်ထိစိတ်ရှိနေလဲဆိုတာထုံးမြဝကျမ်းကိုဖတ်တဲ့အခါမှာကောင်းမွန်စွာနားလေသဘောပေါက်နိုင်တယ်ပြီးတော့ရှင်ပေါလုရဲ့အသက်တာကိုကြည့်တဲ့အခါမှာလဲAD 56မှာကိုရိန္သုပထမစာဆောင်အခန်းကြီး5အငယ်9မှာဘယ်လိုရေးသားထားတယ်လဲဆိုရင် I am the least of all the apostle ငါဒီတမန်တော်ဒီအားလုံးထဲကနေအနှိမ်ဆုံးတော်သူဖြစ်တယ်တဲ့ပြီးတော့ AD 63မှာエフェソအခန်းကြီး3အငယ်10မှာ I am the least of all the saints ယုံကြည်သူတွေအားလုံးထဲကနေအနှိမ်ဆုံးတော်သူဖြစ်တယ်တဲ့နောက်ထပ်တစ်နှစ်ကြာAD 64မှာဒီမောတဲ့ပထမစာဆောင်အခန်းကြီး1ငယ်15မှာယေရှုခရစ်တော်ဟာအပိတာရီကိုကယ်တင်ဖို့ရန်လောကကိုဆင်းသက်လာတဲ့အခါမှာသူအပိတာရီထဲကနေပြီးတော့ငါဒီအပိအကြီးဆုံးတော်သူဖြစ်တယ်တဲ့ပေါလုရဲ့အသက်တာကိုကြည့်တဲ့အခါမှာ
ဖျားသခင်ကိုတိကျွမ်းလာလေနှိမ်ချလာလေဖြစ်တယ်ဆိုတော့တွေ့ရတယ်ဖျားသခင်ကိုကြောက်ရွံ့တဲ့အခါမှာနှိမ်ချမှုဆိုတဲ့အသက်တာရှိလာတယ်နှိမ်ချလေဖျားသခင်ရဲ့ revelation ကိုရလေဖြစ်တယ်မောရှေရဲ့တက်တာကိုကြည့်တဲ့အခါမှာမောရှေဟာဓမ္မဟောင်းကျမ်းရဲ့ကဘာအိုကျမ်းထွမြောက်ရာကျမ်းတောလေရာကျမ်းဝတ်ပြုတ်ရာကျမ်းတရားဟောရာကျမ်းငါးကျမ်းကိုသူရေးထားတာဖြစ်တယ်ဖျားသခင်ကဣသရေလလူမျိုးတွေရဲ့ပြည့်ညတ်တော်ကိုမောရှေအားဖြင့်ပေးထားတာဖြစ်တယ်ရှင်ပေါလုရဲ့တက်တာကိုကြည့်တဲ့အခါမှာလဲ29ကျမ်းရှိတဲ့အထက်ကနေ73ကျမ်းကိုသူရေးထားတာဖြစ်တယ်အဲ့ထဲမှာဟေဘရုကိုပါထည့်သွင်းမယ်ဆိုရင်14ကျမ်းကိုသူရေးထားတာဖြစ်တယ်ပြည့်ညတ်ကျမ်းကိုမောရှေအားဖြင့်ဖျားသခင်ကပေးတယ်နေတူဓမ္မတိကျမ်းရောက်လာတဲ့အခါမှာယုံကြည်သူတွေရဲ့အသက်တာထဲမှာလိုက်နာကျင့်ဆောင်ရမယ်ကျမ်းတွေကိုရှင်ပေါလုအားဖြင့်ဖျားသခင်ကပေးထားတာဖြစ်တယ်အဲ့ဒါကြောင့်မောရှေနဲ့ရှင်ပေါလုရဲ့ revelation ရရှိခြင်းဟာဆိုလို့နည်းနည်းတော့မဟုတ်ဘူးဘာဖြစ်လို့အဲ့လောက်ထိတောင်မှဖျားသခင်ရဲ့ဖွင့်ပြချက်ကိုရရှိတယ်လဲဆိုရင်ဖျားသခင်ကိုကြောက်ရွံ့တယ်ပြီးတော့နှိမ်ချခြင်းလည်းရှိတယ်ခုနကျွန်တော်ဖတ်ထားတဲ့တောတန်ကျမ်းအခန်းကြီး20အငယ်လေးမှာဒနာဥစ္စာကြွေဝချမ်းသာမှုရှိရမယ်အင်္ဂလိပ်လိုမှာကျတော့ riches လို့ရေးထားတယ်ပစ္စည်းဥစ္စာကြွေဝချမ်းသာမှုတစ်ခုတည်းကိုပြောတာမဟုတ်ဝိညာဉ်ရေးရာကြွေဝခြင်းကိုပါဆိုလိုတာဖြစ်တယ်ဂုံအတည်လည်းရှိရမယ်အသက်လည်းရမယ်ဆိုတော့အဲ့ဓာဒီအားလုံးကိုရှင်ပေါလုနဲ့မောရှေအသက်တာထဲမှာပြည့်စုံမှုရှိတယ်ဆိုတော့တွေ့ရတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့နှစ်ဦးဒီဖျားသခင်ကိုကြောက်ရွံ့တယ်နှိမ်ချမှုလည်းရှိတယ်တချို့ကတော့ပြောလိုက်မယ်ရှင်ပေါလုကဝိညာဉ်ရေးရာမှာကြွယ်ဝချမ်းသာမှုရှိတယ်ဆိုတော့လက်ခံလို့ရပါတယ်ဒါပေမဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်လာရင်ကြွယ်ဝချမ်းသာမှုရှိရလားလို့မိခွန်းထုတ်ခြင်းနဲ့လို့လည်းရှင်းရှိမယ်ရှင်ပေါလုရဲ့အသက်တာကိုကြည့်တဲ့အခါမှာကျွန်တော်အမြင်မှာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတယ်လို့မမြင်ရတော့ညာလဲသူ့ရဲ့အသက်တာထဲမှာချုပ်တက်ခြင်းမရှိဘူးသူရှိနေတဲ့အနေထားနဲ့ကြည်နပ်နေတယ်တင်းတိမ်နေတယ်ဆိုတာတွေ့ရတယ်ရှင်ပေါလုကဘာပြောတယ်လဲဆိုရင်ငါဒီမိသူဤရွှေငွေအဝတ်တစားကိုမြတပ်မချီမရှိခဲ့ပြီးတဲ့သူဖြစ်နေတဲ့အချီနေနဲ့ကြည်နပ်နေတယ်တင်းတိမ်နေတယ်အဲ့ဒါကမှတကယ်ချမ်းသာမှုအစစ်မှန်ဖြစ်တယ်ကြွယ်ဝခြင်းအစစ်မှန်ဖြစ်တယ်ရှင်မဿဲခရစ်ဝင်အခန်းကြီး7အငယ်29ဖတ်တဲ့အခါမှာယေရှုကငါဒီနူးညံ့တင်မွေလက်နှိမ်ချသောစိတ်နှလုံးရှိသောကြောင့်ငါတဘိုးကိုယူ၍ထမ်းကာငါထာ၌နေခံကြလောထိုအခါတင်တို့၏စိတ်ဝိညာဉ်သည်တက်တာရလိမ့်မည်တဲ့ I am lowly and humble in heart ငါဒီနူးညံ့တင်မွေလက်နှိမ်ချသောစိတ်နှလုံးရှိတယ်တဲ့ဒီနေရာမှာယေရှုကတင်တို့တဘိုးကိုငါကိုပေးငါထမ်းပေးမယ်လို့မပြောဘူးဒီနေရာမှာဘယ်လိုပြောတယ်လဲဆိုရင်ငါထာမှာလာပြီးမှနီးစနစ်ခံယူပါငါဘယ်လိုထမ်းတယ်လဲဆိုတာမင်းတို့ငါတင်ပေးမယ်ဘယ်လိုစိတ်နှိမ်ချမလဲဘယ်လိုဒူးငင်းတင်မွေးရမလဲဆိုတာငါမင်းတို့ကိုတင်ပေးမယ်ယုံကြည်သူတွေကိုဖိတ်ခေါ်နေတာဖြစ်တယ်ရှင်ပေတရုဩဝါဒစာပထမဆုံးအခန်းကြီးငယ်6မှာထို့ကြောင့်အချိန်တန်သောအခါတင်တို့ကိုချီးမြှောက်တော်မူမည့်အကြောင်းဖျားသခင်နှင့်တကူးကြီးသောလက်တော်အောက်၌မိမိကိုနှိမ်ချကြလောတဲ့နှိမ်ချခြင်းရှိတော်သူကိုတားလင်ဖျားသခင်ကချီးမြှောက်မှာဖြစ်တယ်အဲ့ဒါဆိုရင်နှိမ်ချခြင်းမရှိတဲ့သူတွေမာနထောင်လွှားတဲ့လူတွေဟာဖျားသခင်ကချီးမြှောက်မှာမဟုတ်ဘူးအချိန်တန်သောအခါဆိုတဲ့နေရာမှာဖျားသခင်တတ်မှတ်ထားတဲ့အချိန်ဟာကျွန်တော်တို့အတွက်အမြဲတမ်းအကောင်းဆုံးဖြစ်တယ်တခါလေမှကျွန်တော်လူတွေကဆန္ဒစောတယ်မဆုံးနိုင်ဘူးအမြန်လူချင်းတယ်အဲ့အတွက်ကြောင့်ဆုံးရှုံးသွားတဲ့အရာတွေမြောက်များစွာရှိနိုင်တယ်ဒီချာရတခုကဖျားသခင်ကနှိမ်ချတဲ့သူကိုအချိန်တန်တဲ့အခါမှာချီးမြှင့်မယ်တဲ့ဟေရှေအနာဂတ်ကျမ်း66အငယ်1မှာထာဝရဘုရားကအလုံးစုံကိုငါလည်းဖြင့်ဖန်ဆင်း၍အလုံးစုံတွေဖြစ်တည်လိပြီစိတ်နှိမ်ချသောသူနောင်တရသောသူငါအနှုတ်ထွက်စကားကြောင့်စိုးရင်ထိတ်လန့်သောသူကိုငါကြည့်ရှုမိတဲ့ဘုရားသခင်ကအရာအားလုံးဟာငါဖန်ဆင်းထားတာဖြစ်တယ်ငါလက်ထဲမှာရှိနေတာဖြစ်တယ်ငါဘသူ့ကိုကြည့်ရှုမလဲဆိုတော့ငါဘသူ့ကိုကောင်းချီးပေးမလဲဆိုတော့စိတ်နှိမ်ချတော့သူနောင်တရတော့သူငါနှုတ်ထွက်စကားကြောင့်စိုးရင်ထိတ်လန့်တော့သူကိုတားလည်းငါပေးမယ်တဲ့
နောင်တရတော့သူငါနှုတ်ထွက်စကားကြောင့်စိုးရင်ထိတ်လန့်တော့သူဆိုတာဟာဖျားတဲ့ခင်ကိုကြောက်ရွံ့တော့သူကိုပြောတာဖြစ်တယ်ဖျားတဲ့ခင်ကိုကြောက်ရွံ့တဲ့အခါမှာကိုကမားသွားပြီဆိုတာတိသွားတဲ့အခါမှာဖျားတဲ့ခင်စီကိုနောင်တတဲ့နဲ့ချက်ချင်းပြန်လာတယ်အဲ့လူမျိုးတွေကိုဖျားတဲ့ခင်ကရှာနေတာဖြစ်တယ်ဖျားတဲ့ခင်ကဘယ်သူတွေကိုရှာတာလဲရှာရဲဆိုတဲ့နေရာမှာကောင်းချီးပေးဖို့ရှာတာကြည့်ရှုဖို့ရှာတာဘယ်သူတွေကိုပဲသူရှာတယ်လဲဆိုရင်နှင်ချတော့သူတွေကိုသူရှာတယ်ပြီးတော့ဖျားတဲ့ခင်ကိုကြောက်ရွံ့တော့သူကိုတားလေသူရှာတာဖြစ်တယ်လောကမှာအသက်ရှင်စင်မှာဒနာဥစားလူချင်းနဲ့ဂုံအတေးလူချင်းနဲ့အသက်ရှင်ချင်းကိုလူချင်းနဲ့ဆိုရင်ငွေအရင်ရှာစရာမလိုအရင်ဆုံးပါရှာမလဲဆိုရင်ဖျားတဲ့ခင်ကြောက်ရွံ့ချင်းကိုရှာမယ်နှင်ချချင်းရှိရမယ်ဖျားတဲ့ခင်ကိုကြောက်ရွံ့ပြီးမှနှင်ချချင်းနဲ့အသက်ရှင်မယ်ဆိုလို့ရှိရင်တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့အတိုင်းဖျားတဲ့ခင်ကသူ့လက်ထဲမှာရှိတဲ့ကောင်းကြီးမင်္ဂလာတွေကိုချက်ပြီးသွားမှာဖြစ်တယ်။ကောင်းကြီးမင်္ဂလာဆိုတဲ့နေရာမှာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုပဲပြောတာမဟုတ်ပဲနဲ့ spiritually ဝိညာဉ်ရေးရာကြွယ်ဝချမ်းသာခြင်းကိုပါကျွန်တော်တက်တာထဲမှာပြည့်ဝစေမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့တိုက်တွန်းခွန်အားပေးချင်ပါတယ်။အရောက်စီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ။